ဖိုက်ပါမှာစာဝင်လာရင်အရင်အတန်တိုင်းပဲညီတဲ့အတန်လေးထားခြင်းနဲ့ဆိုတဲ့သူအတွက်ပေါ့နော်လာမေးထားလို့ပေါ့နော်အဲ့ဒါလေးကိုလာပြီးမြောက်ပေးရပါတယ်ဖိုက်ပါလေးကိုဝင်လိုက်ပါဝင်ပြီးတော့ရင်ဒီနေရာကမိုးဆိုတဲ့နေရာလေးကိုနှိပ်ပါစတင်ထဲကိုဝင်ပါ notification တွေကိုဝင်လိုက်ပါဒီနေရာမှာပုံနဲ့ဆက်တင်ပြီးတော့ notification sound ဆိုတဲ့ထဲကိုဝင်လိုက်ပါဒီနေရာမှာဆိုရင်တော့ sound ဆိုတဲ့နေရာလေးကိုနှိပ်ပါပြီးတော့ရင်တော့ဒီနေရာလေးကိုနှိပ်ပါနှိပ်ပြီးတော့ပြီဆိုလို့ရှိရင်တော့ဒီနေရာမှာ default ringtone ဆိုတဲ့နေရာလေးကိုထားပေးရမှာပဲဖြစ်ပါတယ်သူကတော့အရင်ကကိုအတန်တိုင်းပဲဖြစ်ပါတယ်ဒီလေးကိုထားပြီးတော့ဒီ OK လေးကိုနှိပ်လိုက်မယ်ဆိုရင်တော့ဒါကတော့ရတော့ပါပြီဒါအရင်ပုံစံတိုင်းပဲအတန်ပေါ့နော်အတန်လေးပဲဖြစ်ပါတယ်အရင်ပုံစံတိုင်းပဲအတန်မြည်လာမှာပဲဖြစ်ပါတယ်ဒီနီလန်းတိုင်းပဲတော့လုပ်ကြည့်ပါအားလုံးပဲစီပြကြပါလိမ့်ရှင်ကိုတော့အကျိုးရှိတဲ့ဆိုရင်လည်း follow မလုပ်ရသေးရင်လည်း follow လေးလို့အသေးလေးပေးပြီးတော့ share လေးတစ်ချက်လုပ်ပေးတော့ပါရှင်အားလုံးပဲအဆင်ပြေကြပါလိမ့်ရှင်